ဘယ်ဆိုပဲကြီးမင်းစားတော့မလားလာတော့ပဲငါအပြင်ခဏသွားနေလို့ငါလည်း အဲ့ဘာလို့လဲ ထမင်းစားမှုလို့ စားမင်းမကြွေးနိုင်ငါတယောက်တည်းစားမှာ ဟုတ်တယ်နှစ်စလုံးတော့ရှိတာပဲမင်းက ငါမဝါဘူးအဲ့ဒါပါငါစားမှာ ဟိုမင်းကလည်းကွာတကယ်ချင်းချင်းကိုဘာဖြစ်လို့လဲငါထမင်းနေစားတော့ မင်းပတ်ဆက်ကိုပိတ်တာငါမျက်စိရှက်မင်းထွက်သွားငါမနေ့ရတယ်မင်းကတင်းနေရ မင်းကဘာလဲဘူး မင်းကိုလူတိုင်းကိုမမှတ်မိဘူးဟမ်မင်းငါ့ကိုမျက်နှာပြည့်အောင်လည်းမဟုတ်မင်းမျက်နှာပါအုံးမဲ့တုတ်ပြစ်တာ ဟုတ်တယ်အိုမဲမတော့ပါဘူးငါထမင်းနဲ့ရင်းနေပဲစား အေးအဲ့ဒီကိစ္စကိုပဲပြောနေတာဟမ်တကယ်ချင်းအိမ်မှာကွာထမင်းဖိတ်လူထမင်းသွားစားတာအဲ့ဒါမင်းစားတာမင်းလက်တွေမင်းလက်တွေကြီးပဲအိမ်ရှင်အောင်မှဇွန်းတစ်ချက်မကန်ရဘူး ဟောမင်းမပြောရလေလက်သွဲရမယ်ဆိုသူများတဲ့လက်သွဲရမယ်ဆိုလို့ငါအဲ့လိုစားလိုက်တာလေမင်းစကားကိုနားထောင်တာလေ ဩငါစကားကိုနားထောင်ပြီးလက်သွဲရမယ်ဆိုလို့မင်းဟင်းပကံတွေရောအကုန်လုံးဒီလိုလက်သွက်တယ်ပေါ့အဲ့လိုပြောလိုက်တာဟာလား အေးဟုတ်တယ်လေ ဟဲ့အဲ့ဒါလက်သွက်တာမဟုတ်ဘူးဟမ်မင်းကဂုံးစင်းတာသူများဟောအချောင်စားကျင်တာမင်းကအချောင်သမားကွာ ဟုတ်ပါကွာငါစားတော့ဘိုက်ဆောင်လို့စားလိုက်တာပါကွာ မင်းကအဲ့လိုပြောနေငါမင်းကိုစောကြီးပြောပြသူများအိမ်မှာဧည့်သည်သွားလုပ်တဲ့ခါကျရင်ဘလူနေရမယ်ဘလူထိုင်ရမင်းကငါအားလုံးသိပြီးရဲ့အဲ့ဒါကိုမင်းကလက်သွက်တယ်ဆိုတဲ့စကားကိုမင်းကအမှတ်ထားပြီးတော့ဟာလားအကုန်လုံးရှောက်နိုင်ပြီးတော့စားလိုက်တာမင်းတို့ကောင်မျိုးအဲ့ဒါအချောင်သမား လက်မတော့ငါရိုးရိုးပဲစားလိုက် ရိုးလည်းမချွေးနိုင်ဘူးကွာအဲ့ဒါငါစားဖို့ တလက်ရေ ဟာ တလက် မလာမလား ဟောငါနင်းကိုပြောစရာရှိလို့ပြောစရာရှိလို့ဆိုတာလေသတရင်ပေးစရာရှိလို့ ဟုတ်ကဲ့ နင်းကောင်မလေးကိုလေအေးကယောက်ျားပေးစားတော့ပဲ ဟာမိုင်းလိုက်တာ ဩဘယ်ပတ်တော့ပို့ချတာ ဟိုတာနေစမ်းပါ ကျွန်တော်သူဘာလိုက်လဲ အေးဘာမှမလဲဒီနေ့ညတို့လာခိုးပါတဲ့ ဒီနေ့က ဟုတ်တယ်အဲ့ဒါငါနင်းကိုလာပြောပြတာ ဟိုအဲ့တော့ကျွန်တော်ဗျာသူကိုယ်တိုင်တော့လာမပြောနိုင်ဘူး ဟို तू ထွက်လို့မရဘူးအဖေကပေးမထွက်ဘူး တော့ကူတာဟုတ်တယ်ကျွန်တော်လည်းကကူညီပါအောင်ဘလို့ကူရမှာလဲအဲ့ဒါလေးလုပ်ပါဦး ငါကူညာအောင်မယ် အေးဘော အေးပါငါလည်းအခုကူညီချင်းလို့နေ့စီလာပြောတာပဲသတရင်လာပေးတာပဲ ဟုတ်တယ်လေ तू အိမ်ကထွက်ဖို့လို့ဘာလို့ကြောက်တော့ညညအမကူညီမှာဖြစ်ပါလေအဲ့လိုကျွန်တော်လုပ်ပေးပါအောင်တော့နော် အေးပါဟဲ့အေးပါဒါမဲ့ဒီတိုင်းတော့မကူညီဘူးနော်နင်းထုံးတာတိုင်းပဲ စိတ်ချပါကျွန်တော်တူလေးညာအကုန်အစင်ပြအောင်လုပ်ပေးပါမယ်တွန်းနေတမင်ဆိုင်ဝဲလားအချိန်ရနေနိုင်လို့နေ ဟိုဘယ်လိုလုပ်စားအောင်မလဲဒီတိုင်းထွက်လာတဲ့ကိစ္စကို ဟိုအဲ့ဒါတခါတည်းစားလိုက်လေမလားဒါစား မဟုတ်လေထမင်း မင်းပတ်သက်ကိုပိတ်တာလို့မင်းပတ်သက်ကိုပိတ်တာမတခါတည်းဝင်စားသွားလိုက်နော် ခွတ်တော့ ကျွန်တော်ခွင့်ပြုမယ်မ ခွန်ကြည့်တာကိုစားလိုက်အော်ပိတ်ရိုက်လိုက်ဦးမယ်သူ့မှာလက်ပါတယ် အေးငါလည်းနဲ့စားပါပေါ့ စားတာအော်ပြီးတမင်ဆိုင်ဝဲလေတခုလေးအချိုလေးတက်အောင်လို့ကျွန်တော်နောက်မှသွားစီစဉ်ထားလိုက်ပါ ဟော နော် ရေးပြပြ ဟဲ့ကြည့်တာโอ้အဲ့ဒါကိုပြောနေတာမဟုတ်လိုတာရှိရင်ထည့်ပေးဒါကိုပြောတာ မစားဘူးတော်ပဲပဲစားနေ စားနော်စား စားပါကောင်းတာ မြောက်ဆောင်လက်ကားစားခြင်းလိုက်ကန်းစိုးမသိတာဂုံစင်းတာချောင်းသမားသူများထမင်းနေဟင်းရှိမှမသိရှိမှမသိလိုက်ကန်းစိုးမသိစားခြင်းအချောင်းသမားဟမ်ငါကြည့်ကြ နေပြရလေ ဟိုတွက်လက်ကအဲ့လိုထမင်းစားရင်အဲ့လိုပြောတဲ့ ဘာ တွက်လက်ကအဲ့လိုပြောခိုင်းတာ တမင်းစားရင် ဟုတ်တယ် အဲ့လိုပြောလို့ ဟုတ်တယ် တော့လာမှာ ဟုတ် ဟဲ့ တယ်အချောင်းသမားစားတဲ့ထမင်းတို့အဲ့လိုမျိုးယူစားဆိုတာလက်သွက်တာမဟုတ်ဘူးတဲ့အဲ့ဒါအောက်တန်းကြတာတဲ့သရောင်းစားတဲ့သူများတွေမျိုးစိုးတယ်ဆိုတာလည်းမကောင်းဘူးတဲ့အဲ့ဒါကြော်တာတဲ့ဒိုင်မန်ထိုးတာတဲ့ ဘာအဲ့ဒါကိုတော့လာက တွက်လက် အဲ့လိုပြောတယ် အဲ့လိုပြောခိုင်းတာ မစားဘူးမစားဘူးတော့လာ ဗျာမဘာဖြစ်လို့ပါစားလိမ့်မ နင်းလောက်ကောင်းလေငါဒီသက်မကူညီဘူးဟဲ့မကူညီဘူး မအမဟောဘာဖြစ်သွားလဲ မသိဘူးလေဘာဖြစ်သွားလဲငါပြောတာရိုးရိုးလေးပဲလေမင်းပြောတယ်မလားအဲ့လိုသူများထမင်းတွေကိုတဲ့ယူသားတယ်ဆိုတာလက်သွက်တာမဟုတ်ဘူးတဲ့အောက်တန်းစားတဲ့လိုက်ကန်းစိုးမသိတာတဲ့အဲ့ဒါအောက်တန်းစားကြတာတဲ့ဒိုင်မန်ထိုးတာတဲ့အဲ့ဒါမကောင်းဘူးတဲ့ဆိုငါအဲ့ဒါမင်းပြောတယ်လို့ပြောပြလိုက်လေ အဲ့စကားတွေကိုငါသူ့ကိုပြောတယ်လို့မင်းကပြောလိုက်တယ်အဲ့ဒါကြောင့်ငါမကူညီတော့ဘောတော်တော်